မတ်တမတ်ဆုံးလာခဲ့ရတိတ်လာသူမိမချောလေးရဲ့မတရားတွေဖြစ်ခဲ့ရပေါ်ဒီမောင်ကွယ်ခင်မင်းတရားကောင်းနေချစ်စရာကောင်းလို့လာတယ်ဟန်ပန်နေတာလေးကရွှေပေးမရအိမ်တွေရှင်ရဲ့ခဏတာကြုံဆုံးခဲ့ရတဘဝတာဝေဒနာတွေပေးသွားတဲ့အချစ်ဆုံးသူကလေးမင်းမရတဲ့သူမကွယ်ဝမ်းသာသာဖြစ်ရတယ်တနေ့နေ့တော့ပြန်ဆုံးမယ်ရောင်ရမ်းကမှန်းစမ်းမိတယ်အချစ်ဝိညာဉ်လေးပြကလေးကမင်းအပေါင်းမှမခွာနိုင်နဲ့တွေ့ရဆုံးကြတိုင်လို့စဉ်ဖြစ်